ခေါ်တာလေပြင်မှာဈေးဝယ်ချိန်မမီဘူးဝယ်သွားရမှာအမေဆိုရင်အဲ့ဒါထိုင်ပြီးတော့အဲ့ဒါတဆုပြောင်းတင်လိုက်ပို့လိုက်လေကျွန်တော်မပြောဘူးနောက်မှာမေးတို့တခါမေးတို့လာတော့ဒါတွေမဖူးအောင်ထင်တယ်နော်ဟောအများနဲ့လာတာဆိုတော့ဘလို့အစီရမလဲရွှေစီဒီငွေစီဒီဒီမှာရွှေစီဒီလေဟောဒီမှာရွှေစီဒီဆွဲတယ်